6ရက်ဆက်တဲ့ Ninja Spinner ဖတ်ကြပါမယ်ဒီနေ့ကတော့ Day 1လေးပါဒီ Ninja Spinner ရဲ့မှာလူချင်းရက်ကလေးတွေအများကြီးဆိုပေမဲ့အဓိကလိုချင်တာကတော့ခိုးကလေးပေါ့နော်330ကျော်တန်းပါတယ်အဲ့တော့ဘာရေးပတ်မလဲဆိုတာကိုအခက်ပြီနော်이거 리 스베나